ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အားဖြင့်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရအတွက်ရှမသက်ခရစ်ဝင်ခန်းကြီး2အပိုင်ငယ်23ခရစ်တော်ကိုနာဇရက်လူဟုခေါ်ဝေါ်ကြလက်တန့်ဟုသောပရောဖက်တို့၏နှုတ်ထွက်နှင့်အညီနာဇရက်မြေရှိသောမြို့သို့ရောက်၍အမြဲနေလေ၏ကျွန်တော်သခင်ရှုခရစ်တော်ဖခင်ကနာဇရက်လူဟု၍ခေါ်ဝေါ်ဖို့ရန်အတွက်ပရောဖက်တွေရဲ့နှုတ်တော်ထွက်နှင့်အညီနာဇရက်မြေရှိသောမြို့မှာရောက်ပြီးတော့အမြဲနေတယ်လို့တမန်ကျမ်းစာမှာဖော်ပြပါတယ်။ဒီစကားလုံးလေးကသတိထားဖို့ကောင်းပါလေ။နာဇရက်မြေရှိသောမြို့သို့ရောက်၍အမြဲနေလေ၏လို့ဖော်ပြပါတယ်။ဒါကြောင့်သခင်ရှုကနာဇရက်မြို့မှာပဲအမြဲနေတယ်။ဘယ်ကိုမှမသွားဘူးဆိုတဲ့အဓိပ္ပာယ်တက်ရောက်ပါတယ်။ကျွန်တော်တမန်ကျမ်းစာမှာသခင်ရှုရဲ့အကြောင်းကိုမွေးစားကနေပြီးတော့12နှစ်ထိဖော်ပြပြီးတော့အသက်30ကြာမှတစ်ခေါက်ထပ်ဖော်ပြပါတယ်ဒါကြောင့်မို့ဂျားထဲမှာ18နှစ်တာကာလမှာသခင်ရှုဘဲသွားပြီးတော့ဘာလုပ်နေလဲဆိုရယ်ပြဿနာတွေပေါ်ပေါက်ခဲ့ပါတယ်။ဘာလို့သခင်ရှုကအသက်30ကျမှပေါ်ပေါက်လာတာလဲ။အသက်30ကျမှစတင်အမှုတော်ဆောင်ရတာလဲ။တောလေအကျန်ခိုင်း၄အပိုင်ငယ်2မှာလေဝိအမျိုးသားတွေကဖျားအမှုတော်ဆောင်ဖို့ရန်အတွက်အသက်30ပြည့်မှဆောင်ရတယ်လို့ဓမ္မဟောင်းကျမ်းစာမှာဖော်ပြပါတယ်။ဒါကြောင့်မို့သခင်ရှုကအသက်30ကျမှစတင်အမှုတော်ဆောင်ခြင်းဖြစ်ပါတယ်။ဒါကတမန်ကျမ်းစာရဲ့သဘောနဲ့ကိုက်ညီဖို့ရန်အတွက်ဖြစ်ပါတယ်။တမန်ကျမ်းစာမှာမဖော်ပြတဲ့အသက်12နှစ်ကနေပြီးတော့30ကြားကာလ18နှစ်တာအချိန်ကာလကိုလူတွေကအမျိုးမျိုးဝေဖန်ပြောဆိုကြပါတယ်။သခင်ရှုကအခြားသောတိုင်းပြည်မှာသွားပြီးတော့အခြားသောပုဂ္ဂိုလ်တွေရဲ့တပည့်ခံပြီးတော့ပညာတွေသင်ယူနေတယ်။တရားကျင့်နေတယ်ဆိုပြီးတော့ဝေဖန်ပြောဆိုတာတွေရှိပါတယ်။ဒီထဲမှာအထူးခြားဆုံးကတော့သခင်ရှုကတိဘက်ပြည်ကိုသွားပြီးတော့အရှိတိုင်းဘာသာတရားကိုလေ့လာသင်ယူခဲ့ပြီးတော့ခရစ်တော်ကိုယ်တိုင်သခင်ရှုကိုယ်တော်တိုင်ဟေဘရဲဘာသာနဲ့ရေးတဲ့မှတ်စုရှိခဲ့တယ်ဆိုတဲ့အချက်ပါပဲတကယ်တော့ဒါကလုံးဝမဖြစ်နိုင်တဲ့ကိစ္စဖြစ်ပါတယ်တမန်ကျမ်းစာကပြောတာရှင်းပါတယ်မဿဲခန်းကြီး2အပိုင်ငယ်23မှာသခင်ရှုခရစ်တော်ကိုတဲ့နာဇရက်လူလို့ခေါ်ဝေါ်ဖို့ရန်အတွက်ပရောဖက်တွေပြဒိတ်ထားတဲ့အတိုင်းပဲနာဇရက်အမည်ရှိသောမြို့မှာရောက်ပြီးတော့အမြဲနေတယ်လို့တမန်ကျမ်းစာကဖော်ပြပါတယ်ဒါကြောင့်မို့နာဇရက်မြို့သားယေရှုဆိုပြီးတော့အမည်တွင်ခြင်းဖြစ်ပါတယ်။ဒါကိုကြည့်ခြင်းအပြင်သခင်ရှုကအခြားသို့သွားခဲ့ခြင်းလုံးဝမဖြစ်နိုင်ပါဘူး။ရှင်လုကာခရစ်ဝင်ခန်းကြီး2အပိုင်ငယ်49မှာပတ်သက်ခါပွဲခံခြင်းရောက်တဲ့အခါမှာသခင်ရှုကမိဘတွေနဲ့အတူယေရုရှလင်မြို့ရှိရာဗိမာန်တော်ကိုသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာသခင်ရှုရဲ့အသက်က12နှစ်ရှိပြီလို့ဖော်ပြပါတယ်။ပွဲနေ့ရက်လွန်ပြီးတဲ့အခါမှာမိဘတွေကသူငယ်ပါတဲ့အထင်နဲ့တနေ့ခီးသွားမိပြီးတော့ယေရုရှလင်မြို့ကနေပြန်လာခဲ့တယ်။တို့ရတွင်အဆွေမျိုးတွေထဲမှာကြည့်တဲ့အခါမှာသူငယ်တော်မပါတဲ့အခါမှာယေရုရှလင်မြို့ကိုတစ်ခေါက်ပြန်ပြီးတော့ပြန်ရှာကြပါတယ်။အဲ့ဒီမှာသခင်ရှုကဗိမာန်တော်မှာဆရာများအလယ်မှာထိုင်ပြီးတော့ဆွေးနွေးနေတယ်လို့တမန်ကျမ်းစာမှာဖော်ပြပါတယ်။မိဘတို့ကသခင်ရှုကိုမြင်တဲ့အခါမှာဘာကြောင့်မိဘတွေကိုစိတ်ပူအောင်လုပ်တာလဲလို့သခင်ရှုကိုပြောလိုက်တဲ့အခါမှာသခင်ရှုကဘာပြန်ပြောလဲဆိုရင်ရှင်လုကာခရစ်ဝင်ခန်းကြီး2အပိုင်ငယ်49မှာယေရှုကမိဘသည်အဘဲကြောင့်အကျွန်ုပ်ကိုရှာပါသနည်းအကျွန်ုပ်သည်အဖ၏အိမ်၌နေရပါသည်ကိုမသိပါသလိုဟုပြောဆိုလျင်သူတို့သည်ထိုစကားကိုနားမလည်ကြလို့ဖော်ပြပါတယ်အတိတ်ဘေကတော့မိဘတွေဘာကြောင့်ကျွန်တော်ကိုရှာတာလဲကျွန်တော်ကအဖရဲ့အိမ်မှာနေတာမသိဘူးလားလို့ပြန်ပြောခြင်းဖြစ်ပါတယ်12နှစ်သာရှိသေးတဲ့ယေရှုကမိဘ2ပါးရှိနိုင်ပင်ဗိမာန်တော်မှာနေရခြင်းကသူ့အဖရဲ့အိမ်တော်မှာနေရခြင်းဖြစ်တယ်လို့ပြောဆိုလိုက်ခြင်းကကောင်းကင်ဘုံ၌ရှိတဲ့အဖကိုပြောခြင်းဖြစ်ပါတယ်။ဒါကိုကြည့်ခြင်းအပြင်သခင်ရှုကဘုရားသခင်ရဲ့သားတော်ဖြစ်ကြောင်းကိုပေါ်လွင်နေပါတယ်။ဒီအဖြစ်ကနေစပြီးတော့သခင်ရှုအမှုတော်ဆောင်တဲ့အသက်30အထိကြားထဲမှာ18နှစ်တာကာလကိုတမန်ကျမ်းစာမှာမှတ်တမ်းတင်ထားခြင်းမရှိပါဘူး။ဘာလို့မှတ်တမ်းမတင်ထားလဲဆိုရင်သခင်ရှုက18နှစ်တာကာလအတွင်းနာဇရက်မြို့မှာပဲအမြဲနေတယ်လို့ကျမ်းစာကဖော်ပြထားသောကြောင့်ဖြစ်ပါတယ်။ဒါကြောင့်သခင်ရှုကတိဘက်ပြည်ကိုတွားရောက်ခဲ့တဲ့ဆိုတဲ့ရကလုံးဝမဟုတ်ပါဘူး။သခင်ရှုရဲ့ဒီ18နှစ်တာဂျားကာလကတိဘက်ပြည်မှာတွားရောက်ပြီးတော့တရားကျင့်တယ်ခရစ်တော်ကိုယ်တိုင်18နှစ်တာအဖြစ်အပျက်တွေကိုမှတ်တမ်းတင်ပြီးတော့စာရွက်ပေါင်း100ပေါ်မှာရေးသားခဲ့တယ်ဆိုတဲ့အကြောင်းရင်းကလုံးဝမဖြစ်နိုင်ပါဘူး။ဘာကြောင့်မဖြစ်နိုင်ဘူးလဲဆိုရင်နံပါတ်1တစ်ချက်အနေနဲ့ဣသရေလတိုင်းပြည်နဲ့တိဘက်ပြည်ကမြင်းဖြောင်းတိုင်းမယ်ဆိုရင်တဲ့3850မိုင်ကွာဝေးပါတယ်။12နှစ်အရွယ်ကလေးကဒီခီးကိုသွားဖို့အတွက်ငယ်လုံးပါတယ်။ဒါကြောင့်မို့သခင်ရှုကတိဘက်ကိုသွားခဲ့တယ်ဆိုတဲ့အရာကလုံးဝမဖြစ်နိုင်ပါဘူး။နောက်တစ်ချက်ကတော့
တိဘက်ပြည်သို့အရှိတိုင်းဘာသာတရားမိတ်ဆက်နိုင်ခဲ့တဲ့အချိန်က9ရာစုဖြစ်ကြောင်းတမိုင်းထောက်ထားတွေအရသိရပါတယ်။သခင်ယေရှုက1ရာစု AD 30မှာတည်းကလက်ဝါးကတိုင်မှာလူသားအလုံးရဲ့အဖြစ်တွေအသိခံပြီးတော့3ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်ပြီးတော့တပည့်တော်တွေနဲ့ရက်ပေါင်း40နေပြီးကောင်းကင်သို့အရှင်လက်လက်ပြန်တက်ကြွသွားခဲ့ပါတယ်။ဒါကြောင့်မို့သခင်ယေရှုက AD 1ရာစုအစောပိုင်းမှာတည်းကမြေကြီးပေါ်မှာမရှိတော့ပါဘူး။ AD 9ရာစုကြာမှဒီတိဘက်ပြည်ကိုအရှိတိုင်းဘာသာတရားကရောက်ရှိခဲ့တယ်ဆိုတဲ့တမိုင်းကြောင်းတွေ့ရပါတယ်။ဒါကိုကြည့်ခြင်းအပြင်သခင်ရှုတိဘက်ပြည်ကိုသွားခဲ့တယ်ဆိုတာကဘလို့မှမဖြစ်နိုင်ပါဘူး။သခင်ရှုလက်ထက်အချိန်မှာတိဘက်၌အရှိတိုင်းဘာသာတရားမရောက်သေးတဲ့ပြင်တိဘက်လို့ခေါ်တဲ့တိုင်းပြည်ဟူ၍ပင်မတီထောင်နိုင်သေးကြောင်းမပေါ်ပေါက်သေးကြောင်းတမိုင်းထောက်ထားတွေအရသိရပါတယ်။နံပါတ်3တစ်ချက်အနေနဲ့ရတော့သခင်ရှုကိုယ်တိုင်စာရွက်ပေါင်း100ပေါ်မှာရေးသားခဲ့တဲ့16နှစ်တာအတွေ့အကြုံမှတ်တမ်းကိစ္စကလုံးဝမဖြစ်နိုင်ပါဘူး။ဘာကြောင့်လဲဆိုရင်တော့သခင်ရှုလက်ထက်အချိန်မှာစက္ကူတွေမပေါ်သေးပါဘူး။ပေရွက်တို့ကျူရိုးတို့ရွှွန့်ခဲတွေနဲ့၎င်းတရေလိပ်တွေပေါ်မှာ၎င်းစာရေးရတဲ့အခြေအနေပဲရှိပါသေးတယ်။စက္ကူပေါ်တာက AD 200ကျမှစတင်ပေါ်ပေါက်တယ်လို့တမိုင်းမှာတွေ့ရပါတယ်။ဒါကိုကြည့်ခြင်းအပြင်သခင်ခရစ်တော်ရေးခဲ့တာဘလို့မှမဖြစ်နိုင်ပါဘူး။နံပါတ်4တစ်ချက်အနေနဲ့ကတော့တုံသင်ချက်ဖြစ်ပါတယ်။သခင်ရှုရဲ့တုံသင်ချက်နဲ့အရှိတိုင်းဘာသာတရားရဲ့လက်ခံကျင့်သုံးမှုနဲ့လုံးဝမတူပါဘူး။သခင်ရှုကမိမိကိုယ်ကိုအားကိုးဖို့မဟောပြောပါဘူး။အခြားသောလူချင်းကိုလည်းအားကိုးဖို့ရန်မတိုက်တွန်းပါဘူး။ဖျားသခင်တပါးတည်းကိုသာအားကိုးအမိပြုဖို့သခင်ရှုကတုံသင်ထားပါတယ်။အရှိတိုင်းဘာသာတရားမှာတော့မိမိသာလင်အားကိုးရလို့တုံသင်ထားပါတယ်။သခင်ရှုကသူ့ကိုယုံကြည်ဖို့သူ့ကိုအမိပြုဖို့သူ့ကိုအမိမပြုတ်ဘူးဆိုရင်အဘယ်သူမျှခမည်းတော်ထံဖျားသခင်ကောင်းဝင်နိုင်ငံတော်သို့မရောက်နိုင်ဘူးလို့ဖော်ပြခဲ့ပါတယ်။ဒါကိုကြည့်ခြင်းအပြင်သခင်ရှုရဲ့တုံသင်ချက်နဲ့အရှိတိုင်းဘာသာရဲ့တုံသင်ချက်နဲ့ကလုံးဝကွဲလွဲနေပါတယ်။ဒါကြောင့်မို့သခင်ရှုကတိဘက်ကိုသွားခဲ့တယ်ဆိုတဲ့ကိစ္စကလုံးဝမဖြစ်နိုင်ပါဘူး။သခင်ရှုနာမည်နဲ့ရေးထားတဲ့စာလိပ်ကလည်းလုံးဝမဖြစ်နိုင်ပါဘူး။အကယ်၍ယေရှုနာမည်နဲ့ရေးထားတဲ့စာလိပ်ရှိခဲ့ရင်လည်းနာဇရက်မြို့သားယေရှုတော့မဖြစ်နိုင်ဘူး။ယေရှုနာမည်နဲ့အခြားသောတယောက်ပဲဖြစ်ရမယ်။အကြောင်းကတော့ဂျူးလူမျိုးတွေထဲမှာယေရှုဆိုတဲ့နာမည်တွေနဲ့အများအပြားရှိသောကြောင့်ဖြစ်ပါတယ်။ဒါကြောင့်သခင်ရှုကနာဇရက်မြို့သားယေရှုလို့အမည်တွင်ခြင်းဖြစ်ပါတယ်။ရှင်လုကာခရစ်ဝင်ခန်းကြီး၄အပိုင်ငယ်16ကနေ22မှာသခင်ရှုကအမှုတော်လုပ်ငန်းကိုစတင်ဖို့ရန်အတွက်နာဇရက်မြို့တရားစစ်ထဲမှာကြီးညာခြင်းအမှုကိုပြုခဲ့ပါတယ်။အဲ့ဒီနာဇရက်ကြီးညာစာတမ်းလို့ခေါ်တဲ့တမန်ကျမ်းစာဖတ်ရှုခြင်းမှာဘလို့သုံးနှုန်းခဲ့လဲဆိုရင်ကြီးပွားတော်မူရာနာဇရက်မြို့သို့ရောက်ပြန်လင်လို့သုံးနှုန်းခဲ့ပါတယ်။ကြီးပွားတော်မူရာနာဇရက်မြို့သို့ရောက်ပြန်လင်ဆိုတဲ့စကားလုံးကိုကျွန်တော်ကြည့်တဲ့အခါမှာသခင်ရှုကနာဇရက်မြို့မှာကြီးပြင်းခဲ့ကြောင်းထင်ရှားပေါ်လွင်နေပါတယ်။မဿဲခန်းကြီး73အပိုင်ငယ်55ကိုကြည့်တဲ့အခါမှာလည်းသခင်ရှုကိုလက်သမားသားလို့အများစုကသိနေခဲ့ပါတယ်။မာကုခန်းကြီး6အပိုင်ငယ်3ကိုကြည့်တဲ့အခါမှာလည်းသခင်ရှုကိုယ်တိုင်လက်သမားအလုပ်ကိုလုပ်ခဲ့တယ်လို့အဲ့ဒီဒေသမှာရှိတဲ့လူတွေကသိနေပါတယ်။ဒါကိုကြည့်ခြင်းအပြင်သခင်ရှုကနာဇရက်မြို့မှာအမြဲနေပြီးတော့အဲ့ဒီ16နှစ်တာကာလအလုံးမှာနာဇရက်မြို့၌ကြီးပြင်းခဲ့တယ်ဆိုတဲ့အရာကပေါ်လွင်နေပါတယ်။အဲ့ဒီ16နှစ်တာကာလအတော်တွင်မှာသခင်ရှုကဘာလုပ်နေခဲ့လဲဆိုရင်ဂျူးတွေရဲ့ထုံးစံရာတာကြီးကမိသားစုကိုတာဝန်ယူစောင့်ရှောက်ရပါတယ်။သခင်ရှုရဲ့လူစားတီဖခင်ဖြစ်တဲ့ယောသက်ကစောစီးစွာတည်ဆုံးသွားတယ်လို့ခန့်မှန်းလို့ရပါတယ်။ဒါကြောင့်လက်သမားအလုပ်ကိုလုပ်ပြီးတော့မိခင်မောင်နှမတွေကိုကျွေးမွေးစောင့်ရှောက်ပြီးတော့တာဝန်ယူခဲ့ပါတယ်။သခင်ရှုကလောက၌လူစားတီခံပြီးတော့တတ်တော်33နဲ့အသက်ရှင်နေထိုင်ခဲ့ပါတယ်။လူစားတီခံစဉ်အချိန်အတွင်းမှာလည်းလူသားတယောက်ရဲ့တာဝန်ကိုကြေပွန်ခဲ့တယ်လို့ဖခင်ကကယ်မလွတ်မြောက်နိုင်မဲ့လူသားတွေရဲ့အပြစ်ကြွေးတွက်လဲလက်ဝါးကတိုင်မှာကိုစားအသိခံပြီးတော့ကယ်တင်သွားခဲ့ပါတယ်။ထိုသခင်ကလောကမှာနေထိုင်ပြီးတော့ကြင့်ကြံပြီးတော့ဖခင်ဖြစ်သွားခြင်းမျိုးမဟုတ်ပါဘူး။ငကိုယ်တည်းကဖခင်ဖြစ်ပါတယ်။လူတွေကိုချစ်လွန်းလို့လူတွေကိုကယ်ချွတ်ဖို့ရန်အတွက်လူတွေကိုအပြစ်မှကယ်ချွတ်ဖို့ရန်အတွက်လောကကိုလူစားတိခံကြွလာခြင်းဖြစ်ပါတယ်။အပြစ်ကနေလွတ်ဖို့မကျင့်နိုင်တဲ့လူသားတွေအားလုံးရဲ့အပြစ်တွေလွတ်မြောက်အောင်ကယ်တင်ပေးတဲ့အသက်ရှင်သောဖခင်အစစ်မှန်ဖြစ်ပါတယ်။ဒါကြောင့်မို့သခင်ခရစ်တော်ကိုယုံကြည်ခြင်းအပြင်ယခုဘဝနောင်ဘဝနဲ့ဆက်ဆိုင်တဲ့လွတ်မြောက်ခြင်းကောင်းကြီးတွေကိုရရှိနိုင်ဖို့အခွင့်အရေးရှိပါတယ်။ဒါကြောင့်မို့ချစ်တော်ညီကောင်ရောက်စီတိုင်းထိုသခင်ကိုယုံကြည်ခြင်းအပြင်ယခုဘဝနောင်ဘဝနဲ့ဆက်ဆိုင်တဲ့လွတ်မြောက်ခြင်းကောင်းကြီးမင်္ဂလာတွေကိုခံစားရမယ့်အကြောင်းဝင်ကားလိုက်ပါတယ်။အားလုံးပေါ်မှာဖခင်ရှင်ကောင်းကြီးပေးပါစေ။